လူကြီးကပိုက်ဆံချက်တွေကိုစပွဲပေါ်ပြစ်ချလိုက်တာနဲ့ဒိုင်ကအန်စာတုံးနံပါတ်တွေကိုလှုပ်ခတ်ပြီးချက်ချင်းလဲပြေးလိုက်တာပဲဒါပေမဲ့ဒီကိစ္စတွေအားလုံးကိုအဲ့ဒီလူကြီးကမြင်လိုက်တာပေါ့နော်အန်စာတုံးကိုလိန်ပြီးပြောင်းလဲနေတဲ့အတန်ကိုကြားလိုက်ရတာနဲ့သူကပိုက်ဆံချက်တွေအားလုံးကိုစနစ်ပေါ်မှာချက်ချင်းချလိုက်တာပေါ့တကယ်ပဲသူထင်ထားတဲ့အတိုင်းပဲငွေအများကြီးကိုပေါက်သွားလိုက်တာဗျာလိန်နဲ့ဒိုင်ကိုတောင်ပိုက်ဆံချက်1000ကိုရရရောပြန်ပေးလိုက်သေးတယ်ကာစီနိုပိုင်ရှင်ကဒီလူကြီးပိုက်ဆံအများကြီးနိုင်သွားတာကိုသိလိုက်ရတော့သူ့စီကနေပိုက်ဆံတွေပြန်နိုင်အောင်သူ့ရဲ့အတော်ဆုံးလူကိုချက်ချင်းလွှတ်လိုက်တာပေါ့ဒါပေမဲ့အဲ့ဒီလူကြီးကတော့ EECC ပဲပွဲကိုပျော်ပျော်ရွှင်ရွှင်ဆက်စွန်နေတာပေါ့သူ့ဖဲချက်ကဘသူမှမမြင်အောင်ကောင်းကောင်းဖုံးကွယ်ထားပြီးသားလို့ထင်နေပြီဖဲချက်ရဲ့တောင်စုံလေးကိုဖြည်းဖြည်းလေးကြည့်လိုက်တယ်ဒါပေမဲ့ तू မသိတာကတော့ကာစီနိုကလျှို့ဝှက်ကင်မရာနေနဲ့သူ့ဖဲချက်ဒီအားလုံးကိုမှတ်တမ်းတင်ထားပြီးသားဆိုတာပဲဝန်ထမ်းတွေကမှတ်တမ်းဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အခါ तू က A ကိုကင်ထားတာကိုတွေ့လိုက်ရတာပေါ့သူ့ကိုလုံးဝအနိုင်ယူနိုင်ဖို့အတွက်ဒိုင်းကပိုကြီးတဲ့ဖဲချက်တစ်ခုကိုပြင်ဆင်ထားလိုက်တာပေါ့ဒါပေမဲ့နှစ်ဖက်စလုံးဖဲချက်တွေလှန်ပြလိုက်တဲ့အချိန်မှာတော့အဲ့ဒီလူကြီးရဲ့ဖဲချက်က J ဖြစ်နေတာကိုတွေ့လိုက်ရတာပါပဲရှစ်နှစ်လုံးပေါ့ဒါပေမဲ့သူကသူ့နောက်ကကင်မရာကိုမြင်သွားပြီးသားဖြစ်နေတာပြီးတော့လူတွေကိုလှည့်စားဖို့အတွက်ကတ်နှစ်ချက်ကြားမှာတွားကြားထိုးတံလေးကိုတမင်တကာထိုးထည့်ထားတာပေါ့အဲ့ဒီလိုနဲ့သူကအန်ဒီယေကလေလွတ်မြောက်သွားယုံတာမကပတ်စံနေပို့ပြီးအများကြီးထပ်နိုင်သွားတာပေါ့ကာစီနိုပိုင်ရှင်ကလည်းဒေါသထွက်ပြီးတော့သူ့ရဲ့အန်ဒီယေအရှိဆုံးလူတစ်ယောက်ကိုလွှတ်လိုက်တယ်အဲ့ဒီတစ်ဖက်မျက်လုံးကန်းနေတဲ့လူကတခါမှရှုံးဘူးတယ်လို့မရှိဘူးတဲ့ဒါကိုမြင်တော့အဲ့ဒီလူကသူ့ရဲ့လှုပ်ဖော်ကင်ဘက်ဂျိုးကိုချက်ချင်းအကူအညီခေါ်လိုက်တယ်ဂျိုးမှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်လေသူကအန်စာတုံးတွေကိုဖောက်မြင်နိုင်ပြီးခနန်းတွေကိုတိနိုင်နေသူပေါ့ဒါပေမဲ့အဲ့ဒီလူကဂျိုးကိုပြောပြတာကဝိုင်းပိုင်ရှင်ရဲ့ခြေထောက်အောက်မှာအန်စာတုံးနံပါတ်တီပြောင်းလဲနိုင်တဲ့စက်တစ်ခုဖွက်ထားတယ်တဲ့ဒီစကားကြားတာနဲ့ဂျိုးကသူ့ရဲ့စွမ်းရည်ကိုသုံးပြီးအဲ့ဒီစက်ကိုချက်ချင်းဖျက်ဆီးပစ်လိုက်တယ်ပြီးတော့ချစ်ပြားတတန်းဘူးလုံးကိုတေးမှလောင်းလိုက်တာပေါ့ဝိုင်းပိုင်ရှင်ကအန်စာတုံးကိုထပ်လှည့်ဖို့ကြိုးစားလိုက်တော့ပျက်စီးနေတဲ့စက်ကနေလျှက်စစ်လျှော့ရပြီးနေရာမှာပဲတတိမိလေးကျသွားခဲ့တယ်အဲ့ဒီအချိန်မှာတော့တစ်ဖက်မျက်လုံးကန်းတဲ့လူကတက်ရောက်ထဲရှေ့ထွက်လာပါတော့တယ်သူကလည်းဂျိုးလိုပဲစွမ်းအားတစ်မျိုးပိုင်ဆိုင်ထားပြီးခွက်ထဲကအန်စာတုံးတွေကိုသူ့စွမ်းအားနဲ့ပြောင်းပစ်ဖို့ကြိုးစားလိုက်တာပေါ့ဒါပေမဲ့ဂျိုးကလည်းလှက်စီးလို့မြန်ဆန်စွာတုံ့ပြန်ပြီးချက်ချင်းပြန်ပြောင်းပစ်လိုက်တယ်မျက်လုံးတစ်လုံးပိတ်ထားတဲ့လူကြီးကသူ့ပြိုင်ဘက်ကလည်းအစွမ်းတကူတူတူပဲဆိုတာသဘောပေါက်သွားတော့သူတို့နှစ်ယောက်ရဲ့စွမ်းအားပြိုင်ပွဲပြင်းပြင်းထန်ထန်စတင်လိုက်ကြတာပေါ့သူတို့ရဲ့အင်မတန်ကြီးမားတဲ့စွမ်းအားတွေကြောင့်ခွက်ထဲကအန်စာတုံးတွေကရန်ရန်ကားကားလဲပတ်နေတာကိုမြင်ရတယ်လူတိုင်းရဲ့မျက်လုံးတွေကအန်စာတုံးတွေစီမှာပဲစူးစိုက်ကြည့်နေကြတာဂျိုးကဒါဆက်ဖြစ်နေရင်ခွက်ကကွဲကြေသွားပြီးသူတို့ရဲ့လျှို့ဝှက်ချက်တွေပေါ်သွားမယ်ဆိုတာသဘောပေါက်လိုက်တယ်ဒါနဲ့သူကသူ့ရဲ့တန်ဦးကောင်းနည်းပညာကိုအသုံးပြုပြီးစပွဲကိုခေါင်းနဲ့တိုက်လိုက်တာနဲ့အန်စာတုံးတွေချက်ချင်းအမှုန့်ဖြစ်သွားလိုက်တယ်ဒါကိုမြင်တော့ကာစီနိုပိုင်ရှင်ကအမြန်ရှေ့တိုးလာပြီးဒီတပွဲကဘသူမှစီကံမလိုက်နာကြလို့တရေကြတယ်နောက်ဆုံးအချီကိုနှစ်ယောက်တစ်ဖက်နဲ့ပဲဆုံးဖြတ်ကြရအောင်လို့ပြောလိုက်တာပေါ့ဂျိုးကလည်းချက်ချင်းသဘောတူလိုက်တယ်သူကမျက်လုံးတစ်လုံးပိတ်ထားတဲ့လူကြီးနဲ့ဓာတ်ရိုက်ရင်ဆိုင်ပြီးကျန်တဲ့လူကတော့ကာစီနိုပိုင်ရှင်နဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်ဖဲတွေဝေပြီးတာနဲ့နောက်ဆုံးအဆုံးအဖြတ်ပွဲစတင်လိုက်တာပေါ့မျက်လုံးတစ်လုံးပိတ်ထားတဲ့လူကြီးကသူ့မျက်လုံးထဲကအာယုံခံကရိယာကိုချက်ချင်းအသက်သွင်းပြီးလူတိုင်းရဲ့ဖဲချက်တွေကိုကြည့်လိုက်တယ်ဒါပေမဲ့အဲ့လူကလိမ့်မာတယ်သူ့ဖဲချက်တွေကိုလက်ဖွားထဲမှာတင်းတင်းကြပ်ကြပ်စုပ်ကင်ထားလိုက်တာပေါ့ဒါကြောင့်မျက်လုံးတစ်လုံးပိတ်ထားတဲ့လူကြီးကခိုးကြည့်လို့မရတော့ဘူးခဏအကြာမှာတော့အဲ့လူကသူ့ဖဲချက်ကိုအရင်ထုတ်ပြလိုက်တယ်နံပါတ်2ဖဲရှိတာကာစီနိုပိုင်ရှင်ကတော့သူ့နိုင်ပြီလို့ထင်လိုက်တာပေါ့ဒါပေမဲ့သူကသူ့ဖဲချက်အပြည့်စုံကိုလှမ်းပြလိုက်တဲ့အခါအဲ့ဖဲချက်ပေါ်မှာဂျိုးရဲ့မျက်နှာပေါ်လာတာကိုတွေ့လိုက်ရတော့ဒါကအကျုံးမဝင်တော့ဘူးပေါ့အဲ့နောက်ဂျိုးကသူ့ရဲ့ဖဲချက်အပြည့်စုံကိုထုတ်ပြလိုက်ပြီးနောက်ဆုံးဘူလူပွဲရဲ့အနိုင်ရသူဖြစ်သွားလိုက်တယ်အဲ့အချိန်မှာအဲ့လူကအမှန်တရားတစ်ခုကိုနားလည်သွားတယ်ကာစီနိုလောင်းကစားယုံတွေကလိန်ညာပြီးအနိုင်ရတာမဟုတ်ပဲဉာဏ်ပညာနဲ့အနိုင်ရတာပဲဆိုတာပေါ့နှစ်ယောက်သားလည်းပျော်ရွှင်စွာနဲ့ပဲပြီးဆုံးသွားကြတာပေါ့သူတို့အောင်ပွဲခံလိုက်ကြတယ်ပြီးတော့မကြခင်မှာပဲလိန်လိန်ညာညာနဲ့အမျက်ထုတ်ခဲ့တဲ့ကာစီနိုကြီးကမြေပြိုသွားတော့တာပဲ